ငါတို့ရန်ကုန်မွေးငါပူကောင်းတာမော်မြန်မွေးငါပူကောင်းတာငါတို့ရန်ကုန်မွေးငါပူကောင်းတာငါတို့မော်မြန်မွေးငါပူကောင်းတာပါအေးငါပြောပြမယ်ငါတို့ရန်ကုန်မွေးငါလေမုံဟင်းရေထဲမှာကလဘဲကိုပြုတ်ပြီးတော့ချက်ထားတာငါးနဲ့ကလဘဲနဲ့အရသာနဲ့ပြစ်ပြစ်လေးနဲ့ချိုးပြီးတော့မှွှင်းနေရပဲတဲတွေများတော့အေးတွေတောင်းပါပေါ့အစားတောက်ကြောင်းပြောနေတာမင်းမညစ်ပဲနဲ့အေးငါတို့မော်မြန်မွေးငါလာလေဟင်းရေထဲမှာလေငါးဘက်များများကျွတ်တုံနေများများငှပြောဦးနဲ့ဟင်းရေကျဲစားရတာပို့ပြီးတော့ရတာရှိတယ်မင်းမပြောဘူးလားလာစားကွာညုံကွာမျိုးလာစားကွာညုံကွာလာစားပါတီမီကွီကအသစ်ထုတ်ထားတဲ့ရန်ကုန်မွေးငါဟိရဲ့နှစ်ကတော့ငါးနဲ့ပဲကိုအချိုးကြကြစွာရောချက်ထားပြီးတော့စီနီလေးနဲ့ချက်ထားတဲ့ရန်ကုန်စတိုင်မွေးငါဟိရဲ့အနှစ်ပဲဖြစ်ပါတယ်ဟိရဲ့ထဲမှာကငါးရတာချိုချိုပဲရတာချိုချိုနဲ့ချိုအေးမှုေးနေတာပါပဲခင်ဗျာရန်ကုန်သားပြောလို့ကစားရတာတိတ်တော့စားချင်တာမဟုတ်ဘူးပြီးတော့လည်းကြည့်အောင်မွေးငါစားတယ်တဲ့ညက်ခောက်ဆွဲပဲကြည့်နေဟင်းရလဲပြစ်ပြစ်ကြီးစီနီနဲ့ပဲရလဲပါသေးကျွန်တော်တို့မော်လမြိုင်မွေးငါမှာဆိုအဲ့လိုတော့မဟုတ်ပါဘူးစီလေးကပါလေုံနဲ့ဟင်းရင်ကြဲကြဲပဲသီးလည်းမပါပဲမပေါက်လည်းမပါပဲကြော်လေးတော့ထည့်စားအောင်တော်သေးတာပေါ့ငြိုသီးမုတ်လေးရှိနေတယ်သူ့ရန်ကုန်မွေးငါလာစားဆိုပြီးဘယ်ရောက်သွားပြန်အောင်မသိညီးကြည့်ရမှာပဲအရသာဘယ်ဆိုးလို့လဲဟာအားကြောင့်မို့ရန်ကုန်သားဟင်းသစ်ကကြွားနေတာ哦သူတို့ရဲ့ရန်ကုန်မွေးငါကောင်းတယ်တဲ့ထိမိဝေးရလေရန်ကုန်မွေးငါဟင်းရဲ့အနှစ်တဲ့အသစ်ထွက်တာကျန်ပါဟင်းရမှာဟွာလေပဲရတာလေးရယ်ငါးရတာလေးရယ်တမမြတာပြီးတော့ပါနေတာရန်ကုန်မွေးငါရဲ့ထုံးစံအတိုင်းကလဘဲနဲ့ချက်ထားပေါ့ဒါပေမဲ့ငါးလေးကလည်းပါသေးရလေအောက်ပြီးအောက်ကဆိုတော့ငါးများများလေးကလည်းကြိုက်သေးတယ်မစိုးဘူးပဲထိမိကွေရဲ့ရန်ကုန်မွေးငါအနှစ်ကတော်တော်အရသာကောင်းတယ်ဟင်းရည်ကိုပဲရတာလေးနဲ့ပြည့်ပြည့်လေးကြိုက်ရင်တော့ထိမိကွေရဲ့ရန်ကုန်မွေးငါဟင်းရည်အနှစ်ဒါဆောင်းထားလိုက်တော့ညက်ခောက်ဆွဲနေတယ်တော်တော်ကောင်းကောင်းနေရောမိုးအေးနဲ့ခိမိကူရဲ့ရန်ကုန်မွေးကအញ្ញမ်းကိုလိုက်ဖက်တာပါကျတဲ့မွေးငါဆိုရင်ပဲရတာနဲ့ငါးရတာရောထားပြီးတော့ဟင်းရပြစ်ပြစ်ကိုကြိုက်ရင်တော့ခိမိကွေရဲ့ရန်ကုန်မွေးငါလေးလာဆောင်းထားလိုက်တော့နော်အရင်ကထွက်ထားတဲ့ခိမိကွေရဲ့မွေးငါကမော်လမြိုင်မွေးငါဖြစ်တော့အရေးကျတဲ့ငါးပတ်မင်းများနဲ့စားရတဲ့မွေးငါပဲဖြစ်ပါတယ်အခုကတော့ပဲနဲ့ငါးနဲ့ကိုတမများစွာချက်ထားတဲ့အရသာရှိပြီးစားလို့ကောင်းတဲ့ခိမိကွေရဲ့ရန်ကုန်မွေးငါဟင်းရနှစ်ပဲဖြစ်ပါတယ်ကိုရှယ်ကြီးပါဗျာ